စနဲ့ဖန်ဆင်းထားယောက်ျားဆိုယောက်ျားမိန်းမဆိုမိန်းမပဲဂျားနေရအဆင်မပြေဘူးဖယားတကယ်ကထွေးထုတ်တယ်ဖယားတကယ်သုံးလို့မရဖယားတကယ်တင့်ကိုဖြစ်ပွားစေတာယောက်ျားဆိုယောက်ျားမိန်းမဆိုမိန်းမပဲ Lucifer ဆိုတဲ့အဓိပ္ပာယ်ကနေအလင်းတမန်ဆိုတဲ့အဓိပ္ပာယ်ကနေစန့်ကျင်တော်လန်ပုံကန်သူစာတန်လို့ပြောင်းသွားတယ် ဂျားနေမလုံးနဲ့ဖယားစနဲ့ဖန်ဆင်းထားယောက်ျားဆိုယောက်ျားမိန်းမဆိုမိန်းမပဲဟာလေလုယာအဲ့ဂျားနေရအဆင်မပြေဘူးဖယားတကယ်ကထွေးထုတ်တယ်ဖယားတကယ်သုံးလို့မရအဲ့ဒါပူအေးဂျားနေမလုံးနဲ့ဖယားတကယ်တင့်ကိုဖြစ်ပွားစေတာယောက်ျားဆိုယောက်ျားမိန်းမဆိုမိန်းမပဲပြောကြအဲ့လိုမျိုးဂျားနေမလုပ်ပါနဲ့ထွေးထုတ်ခံရလိမ့်မယ်ဖယားတခင်ကဖယားနဲ့ပတ်သက်လိုက်ပြက်တသားအသက်ရှင်တာကိုကြိုက်တာဖြစ်တယ်ရုပ်တော့မလုံးနဲ့ဂျားနေတယ်အလကားပါသွားတာဖြစ်တယ်ဘယ်ရလို့ပဲရုပ်တော့မလုံးနဲ့ဖယားတကတင့်ကိုယင်းနေပူရင်ပူအေးယင်းနေတခုခုရွေးစေချင်တယ် ယောက်ျားလေးဖြစ်တာမကောင်းဘူးလားယောက်ျားလေးလို့ဖြစ်ချင်ကောင်းလားမိန်းကလေးဖြစ်တာမကောင်းဘူးလားဒါမဲ့ကျွန်တော်မိန်းကလေးလို့ဖြစ်ချင်ကောင်းမလားမကောင်းဘူးအဲ့ဒါပြောတာဘာဆိုတော့စန့်ကျင်တယ်လို့ခေါ်တယ်ကိုယ့်အဖြစ်ကိုစန့်ကျင်တယ်လို့ခေါ်တယ်ကိုယ့်အဖြစ်ကိုစန့်ကျင်တယ်အခုကျွန်တော်အုတ်ချုပ်ရည်မှုဖြစ်တာကောင်းတယ်လေဒါမဲ့ခင်ဗျားအုတ်ချုပ်ရည်မှုလို့ဖြစ်ချင်မှတိုင်စင်သက်ပတ်စံကောက်ရလားဘသူစန့်ကျင်တာလဲသူ့ကိုစန့်ကျင်တာမိန်းကလေးဖြစ်တာကောင်းတယ်ဒါပေမဲ့ကျွန်တော်မိန်းကလေးလို့ဖြစ်ချင်မကောင်းတော့ဖယားသခင်ဖြစ်တာကောင်းတယ်ဖယားသခင်လို့ဖြစ်ချင်တာမကောင်းတော့အဲ့ဒါလဲပါဆိုလောဘလို့လဲခေါ်တယ်လို့ကိုယ့်ရဲ့ဖြစ်ချင်းကိုစန့်ကျင်တယ်လို့လဲခေါ်တယ်အဲ့ဒါကြောင့် Lucifer ဆိုတဲ့အဓိပ္ပာယ်ကနေအလင်းတမန်ဆိုတဲ့အဓိပ္ပာယ်ကနေစန့်ကျင်တော်လန်ပုံကန်သူစာတန်လို့ပြောင်းသွားတယ်စာတန်လို့ပြောင်းသွားတယ်